Number 8 စိတ်ညစ်ပြီးဘာမှမလုပ်ချင်တော့တဲ့အခါကောင်းကင်ကိုမော့ကြည့်ပြီးငါဒီလိုနီးလို့မဖြစ်ပါဘူးဆိုပြီးကိုပြန်ထိန်ချုပ်ပါ Number 9အခက်ခဲတွေနဲ့ဂျုံတွေ့ရတဲ့အခါအားမလျှော့လိုက်ပါနဲ့အခက်ခဲတိုင်းဟာတင်ကိုကြံ့ခိုင်တာမှန်စေပါတယ် Number 3ကိုအားကိုပြီးအရောက်လှမ်းသွားမဲ့ပန်းတိုင်လေးတစ်ခုအိမ်မက်လေးတစ်ခုလေးဖန်တီးရယူပါ Number 4တခါတလေငိုစရာရှိရင်လူမရှိတဲ့တနေရာသွားပြီးအော်ငိုပြစ်လိုက်ပါငိုတဲ့ရင်လဲငိုလိုက်ပါမငိုတာကြာရင်မငိုတတ်တဲ့သူတစ်ယောက်ဖြစ်သွားနိုင်ပါတယ် Number 5တခါတလေဝမ်းနေနေရင်လဲအားရပါရငိုချပြစ်လိုက်ပါပြီးရင်တည်ငြိမ်လာပါလိမ့်မယ် Number 6အစင်မပြေရင်လဲအစင်ပြေတယ်လို့နေပါတချို့ကြတော့ကြိုးစားပေမဲ့အစင်မပြေပြန်ဘူးမကြိုးစားပဲထိုင်နေရင်ပိုအစင်မပြေဖြစ်သွားပြန်ပါတယ် Number 9ထပ်ပြီးကြိုးစားပါလူဆိုတာကြိုးစားခြင်းစိတ်ရှိရင်ဘယ်လောက်ပဲအသက်တွေကြီးနေပါစေဖြစ်လာနိုင်ပါတယ် Number 10ဆုံးရှုံးမှုတွေရှိရင်လဲစိတ်ကိုဖြီးပြီးနောက်တစ်ချိန်မမအောင်တတိထားပါ Number 9ဇွဲကောင်းတဲ့ဆုံးရှုံးခြင်းဆိုတာဘယ်တော့မှမရှိနိုင်တယ်လို့လမ်းထက်တဝက်တင်လက်လျှော့လိုက်တဲ့အောင်မြင်မှုဆိုတာလဲမရှိနိုင်ပါဘူး Number 10လောကမှာနားမလဲတဲ့အရာတွေလည်းရှိနိုင်ပါတယ်အရေးကြီးတာကနားမလဲတာကိုနားလဲအောင်ကြိုးစားဖို့ပဲဖြစ်ပါတယ် Number 11အကောင်စားရေမွေးနှံ့တွေမလိုပါဘူးကိုချင်းတရားကောင်းအောင်နေပါကိုချင်းတရားကောင်းရင်စိတ်ထားကောင်းရင်ရပါပြီ Number 12ဘယ်သူကိုမှလည်းမလိညာပါနဲ့အမှန်တရားဆိုတာတနည်းတစ်ချင်းချင်းပေါ်ပေါက်လာရစမဲပါ Number 13အမရှိခဲ့တိုင်းလဲအပြစ်မဟုတ်ပါဘူးတချို့အမားတွေကတန်ရှင်းပါတယ်လူသားတိုင်းအမားနဲ့မကင်းနိုင်တယ်လို့အမရှိမှအမှန်ဆိုတာဖြစ်လာခဲ့တာပါအဓိကအမားတွေကိုသင်ခန်းစာအဖြစ်ရယူပြီးနောက်ထပ်တစ်ခါထပ်မမှားဖို့အမားထဲမှာတဝဲဝဲလဲမနေတတ်ဖို့ပဲလိုပါတယ် Number 14လူချင်းစာနာတတ်သူစိတ်ရှိသူပညာဉာဏ်ကြီးမားသူနားလေခွင့်လွှတ်ပေးနိုင်သူတဦးဖြစ်အောင်ကြိုးစားပါ Number 15ဘဝမှာတန်ဖိုးအရှိဆုံးအရာဟာတခြားအရာမဟုတ်ပါဘူးအသက်ရှင်နေတာပါ Number 16ဘဝမှာတန်ဖိုးရှိဆုံးအရာဟာအခြားအရာမဟုတ်ပါဘူးအသက်ရှင်နေတာပါအားလုံးမှာတန်ဖိုးရှိဆုံးအရာကိုပိုင်ဆိုင်နေတယ်ဆိုတာမမေ့ပါနဲ့အခုလိုလူငယ်တွေအတွက်အရေးကြီးတဲ့အကြောင်းအရာတွေကိုစဉ်ဆက်မပြတ်တင်ဆက်ပေးမှာဖြစ်တဲ့အတွက်ကျွန်တော်ရဲ့ channel နဲ့ကျွန်တော်ရဲ့ page ကို like subscribe and follow လုပ်ပေးဖို့ကျွန်တော်မေတ္တာရက်ခံပါတယ် Number 16ချစ်ခင်သူတွေဝိုင်းဝိုင်းလည်နေဖို့မလိုပါဘူးပင်ပန်းအားငယ်လာတိုင်းမိခိုအနာယူနိုင်မဲ့ရင်ခွန်လေးတစ်စုံရှိနေဖို့ပဲလိုပါတယ် Number 17ချစ်တယ်ဆိုတဲ့စကားလုံးကိုဘယ်အချိန်ပဲပြောတကယ်စိတ်ရင်းနဲ့ပဲပြောပါ Number 18 sorry ဆိုတဲ့စကားလုံးကိုဘယ်အချိန်ပဲပြောတစ်ဖက်လူရဲ့မျက်လုံးကိုကြည့်ပြီးပြောပါ Number 19ချမ်းသာတဲ့တငယ်ချင်းအပေါင်းအသင်းရှိဖို့မလိုပါဘူး
နေပူမိုးရွာလက်ချင်းတွေးလို့ကြုံလာသမျှရင်ဆိုင်ဖြည့်ရှင်းမဲ့တငယ်ချင်းကောင်းတယောက်ရှိဖို့ပဲလိုပါတယ်နံပါတ်20တငယ်ချင်းကောင်းမိတ်ဆွေကောင်းလိုချင်သူကောင်းကောင်းမကောင်းကောင်းကိုကောင်းဖို့ကအဓိကပဲဖြစ်ပါတယ်သူတပပေါ်ကိုကောင်းမှသာသူတပကလည်းကိုအပေါ်ကိုပြန်ကောင်းပါလိမ့်မယ်အခုလိုဆုံးထိကြည့်ရှုပေးတဲ့အတွက်အထူးပဲကျေးဇူးတင်ပါတယ် See you in the next video